ရုပ်ရှင်ချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ recap channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးချင်တာကတော့ငယ်ရဲကလေရင်တွေကိုအရန်သဘောကျပြီးလေရင်စီးပူးခြင်းနဲ့တားဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တဲ့ဖခင်တယောက်ရဲ့မြတ်တာကြီးမားမှုတွေ့ရမယ့်ဇကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ခင်ဗျဘဝမှာအခက်အခဲတွေဘလို့ပဲရှိတားဖြစ်သူရဲ့ဆန္ဒကိုနောက်ဆုံးအနေနဲ့ဖြည့်ဆည်းပေးနိုင်ခဲ့လားဆိုတာကျွန်တော်ရဲ့အတူဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုရင်းနဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်ဇာတ်လမ်းအစမှာဆိုရင်တော့ကိုထူးနဲ့မောင်တိုးဆိုတဲ့တားဖနှစ်ယောက်ကကြောင်းသွားရင်းနဲ့လမ်းမှာလေရင်ကွင်းကိုငေးကြည့်နေကြပါတယ်။မောင်တိုးကလေရင်ကွင်းကြီးတွေကိုအရန်သဘောကျတာမလို့ကြောင်းသွားရဲ့လမ်းမှာလေရင်တွေအဝငေးပြီးတော့မှပဲကြောင်းသွားလေးရှိပါတယ်။ကိုထူးတို့တားဖကဆင်းရဲပေမဲ့လေသူတို့တားဖကြားကအချစ်တင်နဲ့ကိုထူးတယောက်ဘဝမှာပြည့်စုံလို့နေပါတယ်။နောက်ပြီးကြောင်းရောက်တော့လေမောင်တိုးကစားတော်တယ်လို့ဆရာကြီးရဲ့အပြောကလေကိုထူးအတွက်တော့အလွန်ကြည်နေရတဲ့အခိုက်အတန့်တွေပါ။အဲ့နောက်မှာတော့ကြောင်းပို့ပြီးတော့အပြန်သားဖြစ်သူအတွက်ဖះเจ้าမှာဝိပုဆူတောင်းလေးရှိပါတယ်။နောက်ပြီးကိုထူးကဒုက္ခိတဖြစ်ပေမယ့်သူတို့ဘာပေးစာကန်းစာကိုယူရမှာအရန်ရှက်ပါရီမတန်မိမဲ့စွမ်းနေဆိုတဲ့စကားနဲ့သူ့ရဲ့ဘဝကိုရက်တည်နေတဲ့သူတယောက်ပါဒါတော့ကိုထူးရဲ့အလုပ်နေရာလေးပဲဖြစ်ပါရီကိုထူးကလမ်းထိပ်မှာအများသုံးတန့်စင်ကန်းဖွင့်ပြီးတော့ဝင်ငွေလေးရနေတာပေါ့ဗျာသူတို့လမ်းထိပ်ကအိုးဝေမောင်းတဲ့ကိုနိုင်နဲ့ဖနှက်ချုပ်တဲ့မောင်ဒီကလည်းကိုထူးရဲ့အိမ်ကြီးချင်းတွေဖြစ်တယ်လို့တယောက်နဲ့တယောက်လဲစိုးတိုင်ပင်ကောင်းနိုင်ပင်နဲ့ခင်မင်ကြပါရီကိုနိုင်ကအိုးဝေမောင်းရင်းနဲ့မိသားစုကိုလှုပ်ကြွေးနေရသလိုသူ့ရဲ့သားနဲ့ကိုထူးမောင်ရဲ့သားကလည်းကျောင်းမှာဘော်ရာတွေပါဒီထဲမှာမောင်ဒီတယောက်ကတော့ထူးဆန်းနာလားယူနှဲနာလားတော့မပြောတတ်တဲ့အရာတစ်ခုရှိပါတယ်အဲဒါကတော့တကူတဲ့လူလွတ်ဖြစ်နေတဲ့မောင်ဒီကရက်ကွက်ထဲကမက်ရွှေကြောင်တစ်ဖက်သက်ချစ်နေပြီးတော့တားမမက်မရမမက်ပေါင်းကျင်နေရပါတခါတလေမက်ရွှေကြောင်နဲ့သူ့ရဲ့ဖောက်တယ်တွေအလုံးလုံးနေတာကိုချောင်းကြည့်မိတဲ့အခါမှာမက်ရွှေကြောင်လိုက်ဒီးတာကိုလည်းခံရတာပေါ့ဗျာသူတို့တွေကငွေကြေးမချမ်းသာကြပေမဲ့သူတို့ဘဝလေးနဲ့သူတို့ကတော့အေးချမ်းဖြတ်တန်းနေကြပါတယ်အဲ့လိုနဲ့တရက်မှာတော့လေရင်တွေကိုသဘောကျတဲ့မောင်တိုးနဲ့ကိုနိုင်နာကောက်ကြီးတို့နှစ်ယောက်သားကကျောင်းအပြန်လေစိတ်ထဲကိုလေရင်ဝင်ကြည့်မယ်ဆိုပြီးတော့သွားကြပါရီဒါမဲ့လေစိတ်လုံညိုကြီးကသူတို့ကိုခြောက်လိုက်လို့ပြေးနဲ့လမ်းပေါ်မှာကားတိုက်ခံရမလို့ဖြစ်သွားခဲ့ပါရီဒီเจ้าကိုတီးတဲ့ကိုနိုင်လို့လေများကလည်းကောက်ကြီးကိုရှယ်ပလန်နဲ့တီးပြီးတော့ဆုံးမနေကြပါဗျာဒါမဲ့ကိုတူးကတော့သူ့ရဲ့သားကိုနောက်တစ်ခါဒီလိုအမှားမျိုးထပ်ပြီးတော့မလုံးမရအောင်ဂီယူဆိုင်ဖို့နဲ့လေရင်တွေကိုသဘောကျတယ်ဆိုရင်စာကြိုးစားပြီးတော့လေရင်မောင်းနိုင်အောင်လုပ်ဖို့အေးစစ်စစ်ပဲနားလေအောင်ဆုံးမပါရီအဲနောက်မှာတော့ကိုထူးကလေလေရင်တွေကိုအရန်သဘောကျတဲ့သူ့ရဲ့သားအတွက်ပလန်တစ်ခုလုံးလိုက်ပါရီဒါတော့ကစားကွင်းထဲကအပျော်စီးလေရင်နေစီကိုသူ့သားကိုခေါ်သွားပြီးတော့စီးခိုင်းတာပါမောင်းတဲ့သူကိုလည်းခက်ချင်ချင်လေးကြောက်သွားအောင်လုပ်ပေးဖို့အတွက်လေလက်ဖက်ရည်ပို့ပေးလိုက်ပါသေးတယ်သူ့ရဲ့ကြံကတော့သူ့သားလေးကလေရင်တွေကိုကြောက်သွားအောင်လုပ်ဖို့ပါအဲ့လိုနဲ့ခက်ချင်ချင်လေးပတ်ပေးလိုက်တော့မောင်တိုးကလည်းတော်တော်လေးကိုမူးသွားပါပြီအဲချိန်မှာပဲကိုထူးကကစားကွင်းကလေရင်တော်မှဒီလောက်ဖြစ်နေရဆိုရင်တကယ်လေရင်အစ်စ်သားဆိုရင်ပို့ပြီးတော့စိုးမှမလို့လေရင်တွေကိုမေ့ပြဖို့အတွက်သူ့ရဲ့သားကိုပြောလိုက်ပါတယ်ဒါမဲ့သူ့ရဲ့သားကတော့အယုတ်လေရင်တော်မှဒီလောက်ထိကောင်းနေရင်အစ်စ်ဆိုရင်ဒီထက်ကောင်းပါပဲဆိုပြီးတော့ဖြေလိုက်တာကြောင့်ကိုထူးကလည်းသူ့ရဲ့မဟာစီမံကိန်းပြတ်သွားပါတော့တယ်ရက်ွက်တဲမှာလည်းကိုနီကမက်ရွှေကြောင်အရေးတကြီးကြီးနေပေါ့ဗျာမက်ရွှေကြောင်ကသူ့စီကိုလာခြင်းငွေ1000နဲ့လာလို့ဈေးအပြက်ပြောထားပါတယ်တနေ့လုံးမှတနေ့စားရတဲ့ဖနှက်ချုပ်ရတဲ့မောင်ဒီအတွက်ကတော့မက်ရွှေကြောင်နဲ့10မိနစ်လောက်အနီးကပ်တွေးခွင့်ယာရေးအတွက်ရသမျှပတ်စံလေးတွေကိုစုနေရရှာပါတယ်အဲ့လိုနဲ့တရက်ကြတော့ကျောင်းမှာမောင်တိုးလေးကပညာသင်စုရတဲ့အကြောင်းကိုထူးကိုကျောင်းအကြီးကခေါ်ပြောပါတယ်ကိုထူးကလည်းအရန်ပျော်လို့ဆရာတွေအတွက်မုံလက်ဆောင်လေးလက်ခံပေးဖို့ပြောလိုက်ပါတယ်အဲ့နောက်တော့မှမုံသွားဝယ်ပြီးတော့ကျောင်းကိုပြန်လာမှတားဖြစ်သူမောင်တိုးကသူ့ဖေကြီးကိုပြေးလာခဲ့ပါတယ်ဒါပေမဲ့မောင်တိုးကပြေးလာရင်းနဲ့ရုတ်တရက်လေးကြပြီးတော့သတိလစ်သွားလို့သူတို့သားဖရဲ့အပျော်လေးလည်းပျောက်ကွယ်သွားပါတော့တယ်နောက်ပြီးတော့ဆေးရုံရောက်တော့လေကိုတိုးအတွက်ကဘာပြက်မတက်စကားတစ်ခွန်းကြားလိုက်ရပြန်ပါတယ်အဲ့ဒါကတော့သူ့ရဲ့သားမောင်တိုးလေးမှာသွေးကင်ဆာယောဂါရှိတဲ့အကြောင်းနဲ့ယောဂါအခြေအနေရာတလာပဲနေရတော့မယ့်အကြောင်းကိုဆရာဝန်ကပြောလိုက်တာပါအဲ့လိုနဲ့ဆေးရုံကနေမောင်တိုးတတိယလို့ပြန်လာတော့ကိုတိုးတယောက်ညမှာအိတ်မပျော်ခဲ့ပါဘူးသူ့ရဲ့ဘဝမှာသူ့သားအရာဖြစ်တာမလို့အရန်ဝမ်းနေနေရပါတယ်မနေ့ရောက်တော့ကိုတိုးလည်းသူ့သားကိုကြောင်းမပို့တော့ဘဲနဲ့မုတ်ပိုးပေးပြီးတော့ရက်ွက်ထဲမှာစွန့်နေခိုင်းလိုက်ပါတယ်အဲ့နောက်မှာတော့လမ်းထိပ်ကသူ့အလုပ်ကလေးရှိတဲ့နေရာစီကိုသွားတဲ့အခါမှာတော့နောက်ထပ်ပြဿနာကစီးကြိုနေပြန်ပါရီဒါကတော့သူ့ရဲ့အများသောအိမ်သားလေးကိုအစိုးရကလမ်းချဲဖို့အတွက်မလွတ်လွတ်ဖြတ်မိန်ကြလာပဲဖြစ်ပါရီအစားကတော့တောင်းပန်ကြည့်ပေမဲ့တားမရတဲ့အဆုံးမှာကိုထူးလည်းပဲထိုင်ကြည့်နေရပါဦးတယ်ကန်ဆိုးမှသွားလိုက်ရမိုးလိုက်လို့ရွာဆိုလိုပဲကိုထူးကမြစိတ်ပင်မဲဆင်းရဲမှုတွေနဲ့အတူတူလေရင်ကွင်းဒီဇိုင်းဘက်ကိုရှာကြည့်တဲ့ချိန်ဒီဇိုင်းမင်းမှာတတိလစ်ပြီးတော့လဲကျနေတဲ့မောင်တိုးကိုတွေးလိုက်ရပါရီမောင်တိုးကလည်းသူ့ဖေကိုထူးလာတဲ့အချိန်မှာတတိပြန်ရလာပါပြီအဲ့လိုဖြစ်တာတွေကြောင့်သူ့ယောဂသူမသိရှာပဲနဲ့လေရင်တွေကိုနှုတ်ဆက်ပြနေတဲ့မောင်တိုးလေးကိုကြည့်ရင်စိတ်ကောင်းသွားတဲ့ကိုတိုးလည်းပဲလေရင်ကြီးစီကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါရီအဲ့နောက်မှာတော့သူ့သားလေးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်ကိုတိုးတယောက်လေရင်လက်မှတ်ဈေးကိုသွားပြီးတော့စုံစမ်းပါရီအဲ့ဒီကလေရင်လက်မှတ်ကားတွေကလည်းကိုတိုးတို့လိုလူရန်စားတွေအတွက်ဈေးကြီးလွန်းလာပါရီအဲ့ဒါနဲ့အနေဆုံးလက်မှတ်ဈေးကိုမေးကြည့်တော့
ရူဘီ1000နဲ့လက်မှတ်2ဆောင်ရမယ်ခီးစဉ်တစ်ခုရှိတာသိလိုက်ရပါတယ်ကိုတုခမအလုံးလဲမရှိတားပြည့်သူရဲ့ယောဂအကြောင်းစိတ်ဖိစီးနေရသလိုအခုလည်းသူသားလေးရဲ့ဆန္ဒလေးကိုနောက်ဆုံးအနေနဲ့ဖြည့်ဆည်းပေးဖို့အတွက်လေလက်မှတ်ဖို့ပါမရှိလို့ကိုနိုင်နဲ့ကိုနီတို့ကိုရင်ဖွင့်နေရရှာပါရီအဲ့ဒီမှာကိုနိုင်ကအကြံတစ်ခုရပြီးအစိုးရဘေးတဲ့မတန်မစွမ်းနေအတွက်ထောက်ပံ့ကြေးကိုတောင်းကြည့်ဖို့အတွက်ပြောလိုက်ပါရီအဲ့ဒီမှာကိုထူးကလည်းကောက်ရိုးတမီရလို့ရညာဆိုပြီးတော့ကိုနိုင်ပေးတဲ့အကြံတိုင်းမတန်မစွမ်းထောက်ပံ့ကြေးကိုတွားတောင်းကြပါရီဒါမဲ့အစိုးရထောက်ပံ့တာကတစ်လယူပြီး300ဖြစ်လို့လက်ရှိကိုထူးက1000လောက်လိုချင်တာကြောင့်3နှစ်စာထောက်ပံ့ကြေးကြိုးထုတ်ချင်တယ်လို့ပြောတာကြောင့်ရုံးဝဆဲလို့တာခံလိုက်ရပါရီအဲ့ဒါနဲ့ပဲကိုထူးတယောက်ပတ်စံရဖို့အတွက်နောက်တစ်ခုကိုစူးစမ်းပြန်ပါရီအဲ့ဒါကတော့တက်သားကွဲတဲ့စက်ရုံမှာတက်သားဖြတ်တဲ့အလုပ်ကိုနေစားဝင်လုပ်ပါရီအခက်အခဲတွေဘလို့ပဲရှိကိုထူးကတော့သူ့သားမောင်တိုးလေးကိုအရင်အထက်ပို့ပြီးတော့ဂယူးဆိုင်ပေးရှာပါရီအလုံးမဆိုရင်လေမခိုမကက်ဖဲနဲ့အလုံးလုံးတက်တဲ့သူမလို့ကိုထူးကိုအလုံးရှင်တွေကလည်းသဘောကျကြပါရီအလုံးနဲ့တရက်မှာကိုထူးဟာတရေစီကိုတွားပြီးတော့ယူပြီး1000လောက်ကြိုးထုတ်ချင်ကြောင်းပြောလိုက်ပါရီတရေကလည်းနေစားကပဲရှင်းပေးနိုင်မယ်ဆိုလို့ကိုထူးလည်းပဲသူ့ရဲ့အခက်အခဲတွေကိုပြောပြပေမဲ့အဆင်မပြေခဲ့ပါဘူးတရက်မှာတော့ကိုထူးတယောက်အလုံးနားနေတော့တရေကအိတ်ကက်သေးကပတ်စံ9000ပျောက်သွားလို့ကိုထူးကိုတကိုးဆိုပြီးတော့ဆွဆွဲလာပါတော့တယ်အဲ့နောက်မှာတော့ရဲစခန်းကိုပို့လိုက်ပြီးတော့ကိုထူးကိုဝိုင်းစစ်ကြပေမဲ့ကိုထူးကသူဘာမှမသိသလိုမယူတဲ့အကြောင်းပြောငါလွဲလို့ဘာမှမတတ်နိုင်ခဲ့ပါဘူးနောက်ရက်မှာတော့တထေးကသူ့ရဲ့သားသူ့ပစံကိုခိုးသွားတာသိလိုက်ရပြီးတော့ကိုထူးကိုတခိုးမဟုတ်လို့ရဲစခန်းမှာအမှုလာပေးလိုက်ပါရီကိုထူးကလည်းအလုံးမှာအဆင်မပြေရကြောင်းသူ့သားဆန္ဒဖြည့်ဆည်းပေးနိုင်မှုအတွက်ဘာလို့ခက်ခဲနေရလဲဆိုပြီးတော့ကိုနိုင်တို့ရင်ဖွင့်ရပြန်ပါရီအဲ့အချိန်မှာပဲမောင်တိုးတယောက်ထပ်ပြီးတော့တတိလစ်သွားလို့ဈေးုံပို့လိုက်ရပြန်ပါပြီအချိန်ကုန်လာနဲ့မြမောင်တိုးရဲ့ယောဂါလည်းစိုးတဲ့ဆိုးလာနေပါရီဒါကြောင့်အချိန်မြမြဆဆမရှိတော့တဲ့ကိုထူးတယောက်ကကိုနိုင်ကိုအလုံးလေးရှာခိုင်းပါရီကိုနိုင်ကလည်းကိုထူးရဲ့ခက်ခဲတွေကိုစာနာမိလို့သူနဲ့တည်းရဲ့စက်ကတ်ဖြော်ပြေးတစ်ခုမှအလုံးလိုက်တောင်းပေးပါရီကိုထူးလောက်ရတဲ့အလုပ်ကတော့ဂျိုကာလိုဝစ်ပြီးတော့ကလေးတွေကိုရီမောအောင်ဖြော်ပြေးပေးရဖြစ်ပါရီရင်းထဲမှာဘလောက်ပဲဝမ်းနေကြရရှိကိုထူးကတော့သူ့ရဲ့သားအတွက်အငိုးမျက်လုံးအပြုံးမျက်နှာနဲ့ပဲကလေးတွေကိုသဘောကျအောင်ဖြော်ပြေးပေးခဲ့ပါရီအဲဒီနောက်မှာတော့စက်ကတ်ပိုင်ရှင်ကလည်းသဘောကျသွားပြီးတော့ကိုထူးကိုနောက်ထပ်ပွဲတွေအတွက်လာခဲ့ဖို့ပြောရင်းနဲ့ငွေတွေအများကြီးပေးလိုက်ပါရီကိုထူးကလည်းငွေတွေကိုရေတွက်ကြည့်တော့သူလိုချင်တဲ့လေလက်မှတ်ဖို့ပြေးလို့ဝမ်းသာသွားရပါပြီအဲ့လိုနဲ့တားဖားနေအောင်ညာရင်းချင်းပဲလေလက်မှတ်ဖြတ်ဖို့အတွက်ကိုနိုင်ရဲ့အိုးဝင်နဲ့သွားကြတာပေါ့ဗျာဒါမဲ့လမ်းမာတွေမဲ့မထင်မှတ်ထားဘဲနဲ့ကားစီးနဲ့တိုက်မိမလို့ဖြစ်ခဲ့ပြီးတော့ကားဘောက်ကလူတွေနဲ့ပြဿနာတက်ကြပါရီအဲ့ဒီချိန်မှာပဲကိုတူးရဲ့အိတ်ကက်သေးကပတ်စံကိုမြင်လို့လူတော့ကိုတူးကလည်းတောင်းပန်ပေမဲ့သူ့ရဲ့လက်မှတ်ဖို့ပတ်စံလေးတွေပါသွားခဲ့ရပြန်ပါပြီအဲ့ဒီချိန်မှာတော့ကိုတူးတယောက်သူ့သားအတွက်အရန်တနာလုံးလို့ဝမ်းနဲ့ပလက်ငိုကြွေးနဲ့တို့သားဖားပေါ်မှာတရားတဲ့လောကကြီးကိုဆဲမိပါတော့တယ်မနေ့ရောက်တော့ကိုတူးတယောက်ရက်ွက်ထဲမှာလူတွေတယုံဖြစ်နေလို့ကိုနိုင်အောင်မေးကြည့်လိုက်ပါရီအဲ့ဒါကတော့ကိုထူးတို့ရက်ကွက်ကိုအစိုးရကတရားဝင်မြေကွန်ဖောက်ပေးပြီးတော့တန်မိုးနဲ့အိမ်ယာဆောက်ပေးတော့ပဲအကြောင်းကိုတိုင်ကရှင်းပြလိုက်ပါရီအားကြောင့်မလို့ဒီလိုနေရာတွေကနောက်ထပ်3နှစ်လောက်ဆိုရင်တော့ UB 4သိန်းလောက်တန်သွားမှာဆိုတာကိုပါကိုနိုင်ကပြောလိုက်ပါရီဒါပဲကိုထူးတော့ကတော့အလောက်ထိအချိန်မရှိတော့ပါဘူးနောက်ဆုံးမှသူ့သားရဲ့ဆန္ဒကိုဖြည့်ဆည်းပေးဖို့အတွက်သူ့အိမ်ကိုလေလက်မှတ်ဖို့ငွေ1000နဲ့ရောင်းပြစ်လိုက်ပါပြီပတ်စံရအချင်းပဲလေလက်မှတ်ကိုသွားပြီးတော့ဖြတ်ပေးမယ်သူသွားတဲ့အချိန်မှာတော့လက်မှတ်ခ2000တက်သွားလို့ပြန်လာရပြန်ပါရီအဲ့လိုနဲ့တစ်ဖက်မှာလည်းမောင်နီကမတ်ရွှေကြားနဲ့အိယာဖို့တဲ့တနေ့တလန်ဗကန်ပေရွေ့ဆိုပြီးတော့စူးစမ်းလာတာမတ်ရွှေကြားပြောတဲ့ UB 1000နဲ့ပြေးသွားခဲ့ပါပြီရှင်ကောင်ကြီးအမေးကြမှာတစ်ဆိုလိုလိုနေတဲ့ငွေ2000အတွက်သူ့ရဲ့စပိန်လေးကိုရောင်းမိမယ်လေ1000ပဲရတာမလို့ငွေရထပ်ပြီးတော့လိုနေပြန်ပါရီတိုက်ဆက်ဆိုင်မဲ့ကိုထူးကလည်းကိုနီနဲ့တိတက်သွားလို့ငွေထက်ရှာရင်းနဲ့နောက်ထပ်1000လိုနေသေးတယ်လို့ပြောလိုက်ပါရီအဲ့မှာမောင်နီကလည်းသူ့မှာ1000ရှိပေမဲ့မတ်ရွှေကြားအတွက်ရည်ရွယ်ထားတာမလို့သူ့မှာလည်းမရှိတဲ့အကြောင်းလိန်ခဲ့လိုက်ပါရီအလုံးနဲ့မောင်နေတယောက် UB 1000ပေးပြီးတော့မတ်ရွှေကြားရဲ့အခန်းထဲထိရောက်သွားခဲ့ပါပြီဒါပေမဲ့တိတိတူးမဲ့လုံနေတော့မှပဲကိုတူးတို့သားဖအကြောင်းတွေအတွေးထဲဝင်လာပြီးတော့မတူးတော့ဘူးဆိုပြီးတော့မတ်ရွှေကြားရဲ့ဘောလီကြားတွေကငွေ1000ကိုပြန်လူပြီးတော့ပြေးပါတော့တယ်အဲဒီနောက်မှာတော့ကိုတူးတို့စီပြေးသွားပြီးတော့ငွေ1000ကိုပေးလိုက်ပြီးဒီဘက်ဆန်ကမတ်ရွှေကြားပေးခိုင်းလိုက်တာလို့ပြောလိုက်ပါရီမတ်ရွှေကြားကလည်းသူ့စီကနေပတ်စံပြန်လူသွားတဲ့ကိုနိုင်ကိုအနောက်ကနေတီးဖို့လိုက်လာနေတော့မှပဲကိုတူးကသူ့ကိုကူလို့ကူညီပေးတဲ့အတွက်အရန်အောင်မှကျေးဇူးတင်တဲ့အကြောင်းပြောလို့မတ်ရွှေကြားကလည်းကြောင်သွားပါရီဒါမဲ့ကိုနီကအစကတော့သူ့ရဲ့ပတ်စံကမတ်ရွှေကြားစီရွေထားတာဖြစ်ပေမဲ့ကိုတူးတို့သားဖားရဲ့တနာစရာဖြစ်ပြကြောင့်သူဘလုံးမှမနေနိုင်မင်းနဲ့ကူညီပေးလိုက်ရတဲ့အကြောင်းရှင်းပြလိုက်ပါရီအဲဒီတော့မှမတ်ရွှေကြားလည်းစိတ်ထားကောင်းတဲ့ကိုနီကိုအတိမတ်ပြုလိုက်ပြီးတော့သူတို့တယောက်လည်းအဆင်ပြေသွားကြပါပြီအဲ့လိုနဲ့လင်းလက်မှတ်ရလာခဲ့တဲ့ကိုတူးကလည်းသူသားလေးမောင်တို့ကိုတေချာလေးပြင်ဆင်ပေးပြီးတော့ကိုနိုင်ရဲ့အိုးဝင်တဲ့လေးစိတ်ကိုသွားကြပါရီလေးစိတ်ရောက်တဲ့အခါမှာတော့ဘယ်သွားမှမသိလို့လေးမဲတယောက်ကိုမေးကြည့်လိုက်တော့ကံကောင်းစွာပဲသူတို့သွားမဲ့ခီးစီရဲ့လေးမဲဖြစ်နေပါရီလေးမဲကကိုတို့သားဖားကိုလိုအပ်တာကူညီပေးနဲ့သူတို့သားဖားအကြောင်းကိုစိတ်ဝင်စားမေးကြည့်လိုက်ပါရီအဲ့ဒီမှာပဲကိုတို့ကသူသားလေးရဲ့နောက်ဆုံးဆန္ဒအတွက်ဖြည့်ဆည်းပေးတာဖြစ်တဲ့အကြောင်းပြောပြလို့လေးမဲကလည်းအတော်လေးကိုတနာသွားပါရီ
အဲ့လိုနဲ့နောက်ဆုံးမှာတော့ကိုထူးတို့သားဖားနှစ်ယောက်ကစီးရမယ့်လေရင်ကြီးစီကိုစိုက်စိုက်မြက်မြက်ရောက်လာခဲ့ကြပါပြီမောင်တို့တယောက်ကတော့အရန်အောင်ပျော်လွန်းလို့လေရင်ကြီးကိုပြေးဖက်လိုက်ပါသေးတယ်အဲ့လိုနဲ့လေရင်မော်ကိုရောက်ပြီးတော့လေရင်ထွက်ဖို့ပြင်ဆင်နေတော့မှပဲကိုထူးတယောက်တစ်ခုကိုတတိထားမိလိုက်ပါတယ်အဲ့ဒါကတော့သူသားလေးမောင်တို့အသက်မရှိတော့တာကိုပါအဲ့လိုနဲ့စိတ်မကောင်းဖြစ်နေတော့မှပဲလေရင်မေကမေးကြည့်လိုက်တော့သူသားလေးအသက်မရှိတော့ကြောင်းပြောပြလိုက်ပါတယ်လေမင်းကလည်းဒီလိုဖြစ်စဉ်ကိုလေးစိတ်တာဝန်ရှိသူတွေကိုကြောင်းကြားပြီးတော့ကိုထူးတို့သားဖားကိုဆင်းဖို့တက်ကူညီပေးမယ်ကြောင်းပြောလိုက်ပါတယ်ဒါမဲ့ကိုထူးကတော့သူ့သားလေးရဲ့နောက်ဆုံးဆန္ဒအတွက်လေရင်ပေါ်မှာပဲခီးဆုံးထိထားပေးနေတာမလို့မတိကျအောင်ဆောင်ပေးဖို့တက်တောင်းပန်လိုက်ပါတယ်အဲ့လိုတနာစရာကောင်းတဲ့ကိုထူးရဲ့သားဖားကိုတခြားခီးတွေမရိပ်မိအောင်နေဖို့ပြောရင်းနဲ့မတိကျအောင်ဆောင်ပေးနေလိုက်ပါတယ်ကိုထူးကလည်းခီးတခြားသူ့သားလေးကိုကြည်ရင်းနဲ့ရင်ခွဲပလက်တခြားသူတွေမရိပ်မိအောင်ကြိတ်ပြီးတော့ငိုရတာပေါ့ဗျာအဲ့လိုနဲ့ခီးစဉ်ဆုံးတော့တခြားသောခီးတွေဆင်းသွားကြပေမဲ့ကိုထူးတော့မစင်းသေးလို့သွားပြီးတော့မေးကြည့်တဲ့အခါမှာတော့ကိုထူးကပါလောကကြီးတဲ့ကနေပြီးတော့ထွက်ခွာသွားပြီဆိုတာသိလိုက်ရပါတော့တယ်ဆန္ဒအပြေးဝသွားတဲ့ကိုထူးတို့သားဖားကတော့လေကြီးစီးရင်နဲ့လောကကြီးတဲ့ကနေအပြီးထွက်သွားကြပါတော့တယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ channel လေးကိုလည်းပဲ like and subscribe ပဲလုပ်ထားရင်းနဲ့နောက်ထပ်လည်းပဲစိတ်ဝင်စားဖွယ်ရုပ်ရှင်တွေနဲ့အတူတူပြန်လာခဲ့ပါအောင်ခင်ဗျာ